ဝက်ပင်သိန်းနဲ့ကိုက်လန်တိုဟုဖြူကြော်ပါတယ်စီပူလာရင်တော့ကြက်သွန်ဖြူနေနဲ့ဂျင်းကိုတော့အပြားလိုက်ထည့်ပြီးတော့စီတက်ပါမယ်ဂျင်းကအနံမွေးအောင်စီတက်ရုံပဲမို့လို့ဖယ်စားလို့ရအောင်အပြားလိုက်ထည့်လိုက်တာပါစီတက်တာမွေးလာရင်ပဲငံပြားကြီးခရုစီငရုတ်စင်းရောင်တင်စားဟင်းကမုံထည့်ပြီးတော့ခဏမွေးကြော်ပါမယ်အသားကြအောင်လို့ရေနည်းနည်းထည့်အဖုံးအုပ်တဲထားပါမယ်စီပြန်ကနီးမှာပင်စိမ့်နဲ့ငရုတ်သီးစိမ့်ပပလီထားတာထည့်ပါမယ်စီပြန်လာတဲ့အထိကြော်ပြီးရင်တော့ဝက်ပင်စိမ့်ကြော်ချက်ပါပြီကိုက်လန်ကြော်ဖို့အတွက်ကြက်သွန်ဖြူစီတက်ကိုက်လန်ထဲခရူးစီနဲ့စားရင်ကမုံထဲကိုက်လန်ချက်ခါနီမှာတိုဟူဖြူလေးကိုပပလိပြီးထည့်ပါမယ်ဒီတိုဟူဖြူလေးကပဲပြားလို့အရသာမကျန်မဲ့နဲ့နုနုအီအီလေးပါဒီတစ်ခဲကို2000ပေးရပါတယ်ပဲပြားဆိုရင်တော့နှစ်ခဲမှာ1000ပဲရှိတာပေါ့နော်ခဏဆက်ကြော်ပြီးရင်တော့ကိုက်လန်တိုဟူဖြူကြော်လေးချက်ပါပြီကျမကပုံမှန်ကိုက်လန်ကြော်တစ်မျိုးတည်းကြော်ရင်တော့ခရူးစီမကြိုက်လို့မထည့်ပါဘူးအခုကတော့တိုဟူဖြူလေးပါလို့မလို့ခရူးစီလေးနည်းနည်းလေးထည့်လိုက်တာပါအောက်သီးကတော့ကြိုက်လို့မလို့အသီးလဲပေါ်လုံးထောက်ဝဲလာခဲ့ပါတယ်